လန်ဒန်ဆိုတာအမြဲတမ်းအနီရောင်ဖြစ်တဲ့လန်ဒန်မှာအဖြူရောင်ဆိုတာအာဆင်နယ်အသင်းရဲ့တတိယဝစ်စုံဒါမှမဟုတ်ဘောင်းမီအယောင်သာဖြစ်တယ်ဆိုတာကိုလည်းအာဆင်နယ်အသင်းကဆက်လက်ပြီးတော့သက်သေပြသွားခဲ့ပြီးပဲဖြစ်ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းကဒီတပတ်ပရီးမီးယားလိပွဲစဉ်7အဖြစ်အင်ကွင်း Emirates Stadium မှာမြောက်လန်ဒန်ဒါဘီပြိုင်ပွဲဖြစ်တဲ့ Tottenham Hotspur အသင်းကိုအင်ကွင်းမှာအခန့်ရှင်ပြိုင်ကစားခဲ့ပြီးတော့အာဆင်နယ်အသင်းက 4-1 ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့အာဆင်နယ်အသင်းကအနိုင်ရရှိခဲ့တယ်။အဲ့ဒီပွဲအပြီးမှာတော့အာဆင်နယ်အသင်းကဒီယာဒီပရီးမီးယားလိမှာ12ပွဲကစား9ပွဲနိုင်2ပွဲတည်1ပွဲရှုံးသွင်းဂိုး24ဂိုးပြန်ပေးဂိုး6ဂိုးဂိုးကွာချချက်အပေါင်း18ကိုရမှတ်29မှတ်နဲ့အာဆင်နယ်အသင်းကအဓိကပြိုင်ပွဲဖြစ်တဲ့ Manchester City အသင်းကို9မှတ်ဖြတ်ပြီးတော့ Premier League အမှတ်ပေးဇယားရဲ့အဆင့်1နေရာမှာပွဲအတူကစားပြီးတော့အာဆင်နယ်အသင်းကဥဆောင်နေပါတယ်ကျွန်တော်ကအခုနကန်သွားတဲ့ Arsenal 4 Tottenham Hotspur 1အဲ့ဒီပွဲစဉ်အကြောင်းအရာလေးတွေကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Arsenal အသင်းအနေနဲ့ 4-2-3-1 ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တယ်ဂိုးသမားနေရာမှာ David Raya နောက်တန်း၄ယောက်နေရာမှာဘယ်တောင်မှန်ကန်ဆစ်မှာ Calafiori Center Back 2ယောက်နေရာမှာ Hincapié နဲ့ Saliba ညာတောင်မှန်ကန်ဆစ်မှာ Jurriën Timberကွင်းလယ် double pivot အထိုင်နေရာမှာ Declan Rice နဲ့ Zubimendi သူ့ရဲ့အရှိမကွင်းနဲ့တိုက်စစ်နေရာမှာ Azizဘယ်တောင်မှန်တိုက်စစ်မှာ Leandro Trossard ညာတောင်မှန်တိုက်စစ်မှာ Bukayo Saka နဲ့အထောင်တိုက်စစ်နေရာမှာတော့ Mikel Merino တို့ကိုပွဲထုတ်လာခဲ့ပါတယ်။ Arsenal အသင်းအနေနဲ့ဒီကနေ့အရန်လူစင်းမှာတော့ Martinelli နဲ့ Madueke တို့ဒဏ်ရာနဲ့ပြန်လည်သက်သာလာပြီးတော့အရန်ခုံမှာပြန်လည်ပါဝင်လာခဲ့ပါတယ်။ဒီကနေ့ပွဲစဉ်အကြောင်းပြောရမယ်ဆိုလို့ရှိရင် Arsenal အသင်းကတပွဲလုံးအတိုင်းအတာမှာ Arsenal ပွဲလို့ပြောလို့ရတယ်။ Arsenal အသင်းကပွဲအစ2မိနစ်မှာတည်းက area ထိတ်နာမှာ Aziz ရဲ့ flick လေးမတင်ပေးလိုက်တာကို Declan Riceသူ area ထဲမှာမြေမကျကန်ခဲ့ပေမဲ့တစ်ဖက်ဂိုးသမားကာကွယ်ခဲ့လို့သာအာဆင်နယ်အသင်းဒီပွဲကစားချိန်2မိနစ်မှာတည်းကတွင်းကိုမရခဲ့တာပထမပိုင်းတစ်ပိုင်းလုံးအနေထားကိုပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းဒီအင်ကွင်းအားရောပြီးသွားလို့ရှိရင်အသင်းရဲ့အနေအထားအရာရောTottenham Hotspur အသင်းကိုလုံးဝကိုတပိုင်းလုံးမှာတစ်ဖက်သက်အာဆင်နယ်အသင်းကကိုခြေထောက်ထဲမှာပဲကိုတောက်လျှောက်ဘောလုံးကိုထားတိုင်းနဲ့ Tottenham Hotspur အသင်းဘက်ကိုတိုက်စစ်ဆင်မှုစူးစမ်းသွားခဲ့တယ်အာဆင်နယ်အသင်းကထိုးပေါက်တိုက်စစ်ဆင်မှုလုံးနေပေမဲ့ Tottenham Hotspur အသင်းကလည်းသူတို့က block တွေနဲ့အာဆင်နယ်အသင်းကိုပိတ်ထားတယ် man to man marking တွေကတ်ထားခဲ့ပေမဲ့အာဆင်နယ်ကစားသမားတွေရဲ့ဒီ individual skill တွေကြောင့် performance တွေကြောင့်မလို့သူတို့တွေ marking ကတ်ထားတာတွေလွတ်ကုန်တယ်အဲ့တော့သူတို့တွေဒီအာဆင်နယ်အသင်းရဲ့ကစားသမားတွေကိုဒီခက်ကြမ်းကြမ်းကစားတဲ့ပုံစံမျိုးတွေလူလိုက်ချတာမျိုးတွေလုပ်တယ်ပြီးသွားလို့ရှိရင်ဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုဗျာဒီတချို့ငပိန်းတွေပြောသလိုပေါ့ဘောလုံးကစားတာပဲကိုယ့်အသင်းကခံစစ်ကစားတိုက်စစ်ကစားဘယ်လိုကစားရတယ်လေဒါက Thomas Frank ကသူ့အသင်းကိုသူခံစစ်ကစားဖို့ရွေးချယ်လာခဲ့တယ်အဲ့တိုင်းကစားတယ်ဒါဒီဘာမှအပြစ်မရှိဘူးအဲ့ဒါကိုဟို Manchester City တို့ Liverpool တို့ကပဲဟိုပို့ပြီးတော့ဟိုပါဘောနော်တိုက်စစ်ဖွင့်ဆော့လို့ကောင်းတယ်အောင်ပြောနေတဲ့ဒီငနုံတွေရဲ့စကားအရပြောရမယ်ဆိုလို့ရှိရင် Tottenham Hotspur အသင်းကပြင်းမှုကောင်းတယ်ခံစစ်ကြီးပိတ်ကစားထားတယ် Arsenal အသင်းကဘောလုံးကင်တယ်ထိုးပေါက်တိုက်စစ်ဆင်မှုတွေပြုလုပ်တယ်အဲ့ဒီမှာအာဆင်နယ်အသင်းအနေနဲ့ဂိုးရဖို့အတွက်ပထမပိုင်းမှာနည်းနည်းလေးအချိန်ယူနေရတာကိုတွေ့ရတယ်ဒါပေမဲ့အချိန်ကြာလာဒါနဲ့အမျှTottenham Hotspur အသင်းရဲ့အမားတွေပေါ်လာတဲ့အဲ့ဒီအမားတွေကနေမှတဆင့်အာဆင်နယ်အသင်းပထမပိုင်းမှာတင်သွင်းဂိုး2ဂိုးရတယ်ကျွန်တော်သွင်းဂိုးအကြောင်းတွေကိုပြီးမှပြောမယ်ပထမပိုင်းကစားချိန်တော်တော်များများမှာပေါ့နော်ပထမပိုင်းမှာမဟုတ်ပါဘူးတပွဲလုံးအတိုင်းအတာနဲ့ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ကစားဟန်ကဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော် unsung hero ပေါ့နော်ဒီလူတွေတိတ်မပြောဖြစ်တဲ့ hero တယောက်ရှိတယ်အဲ့ဒါကဘာတူလဲဆိုလို့ရှိရင် Jurriën Timber ဖြစ်တယ်ဒီကစားသမားကသူ့ရဲ့ natural position က right back ညာတောင်မှန်ခံစစ်မှာကစားတယ်ဒီကစားသမားကို Mikel Arteta အနေနဲ့ဒီညာချမ်း half space ရှောက်လုံးကိုသူ့ကိုတောက်လျှောက်တက်ပြီးတော့တိုက်စစ်ဆင်မှုတွေလုပ်ခိုင်းတယ်သူတက်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ Aziz နဲ့Aziz ရဲ့တင်ပါရပြီးတော့လို့ရှိရင်ဒီဘက်မှာ Bukayo Saka ရဆိုပြီး3ယောက်တန်းပုံစံဖြစ်သွားတယ်အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင် Bukayo Saka ကို3ယောက်2ယောက်အမြဲတမ်းကတ်ထားတဲ့လူတွေဒီ Jurriën Timber ဘက်ကိုတွားပြီးတော့သူ့ကတ်ရတဲ့အတွက် Bukayo Saka အနေနဲ့ပို့ပြီးလွတ်လပ်တဲ့လှုပ်ရှားမှုတွေAzizအနေနဲ့Azizကိုတစ်ဖက်ကစားသမားတွေအာရုံရော့သွားတာမျိုးလေးတွေကိုတွေ့ရတယ်အဲ့ဒီရဲ့ side effect တွေဟာဘာဖြစ်လဲဒီကနေ့ပွဲစဉ်ရဲ့ရလဒ်တွေကိုကျွန်တော်တို့မြင်ခဲ့ရတယ်Azizဆိုလို့ရှိရင်လည်းတွင်းကိုတွေရတယ်ပြီးတော့လို့ရှိရင် Jurriën Timber ဆိုလို့ရှိရင်လည်းဒီကနေ့ပွဲစဉ်မှာသူ့အနေနဲ့ assist တွေရရှိခဲ့တယ်သူ့အဲ့ဒီ right half space မှာပြေးသွားတဲ့ run တွေအဲ့ဘောအဲ့ဒီလမ်းကြောင်းတွေကို Arsenal အသင်းကစားသမားတွေဘောလုံးတွေချပေးတယ်အဲ့ဒီကနေမှတစ်ဆင့် Arsenal အသင်းအနေနဲ့တွင်းကိုတွေကိုရရှိဖို့အတွက်မြင်ဖျားခံလာတာကိုတွေ့ရတယ်ပြီးသွားလို့ရှိရင် Arsenal အသင်းရဲ့
ဒီကွင်းလေမှာရှိနေတဲ့ဒီ double pivot တွဲကစားတဲ့ Zubimendi နဲ့ Declan Rice ရဲ့ဒီကွင်းလေအထိုင်ဟာတစ်ဖက် Tottenham Hotspur အသင်းဘာမှလုပ်လို့မရအောင်အသက်ရှူကျက်တဲ့ပုံစံမျိုးနဲ့ Arsenal အသင်းကစားသွားခဲ့တယ်ဘယ်တောင်မှခံစစ်မှာရှိတဲ့ Calafiori တစ်ဖက်အသင်းရဲ့ညာချမ်းတိုက်စစ်ကိုလုံးဝထိန်းချုပ်ထားတယ်သူ့အနေနဲ့ဒီ attacking လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းထိရောက်အောင်သူ attacking လိုက်ပေးနိုင်တယ်လို့တစ်ဖက်အသင်းတိုက်စစ်စင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ left back ဘယ်တောင်မှခံစစ်ကစားသမားတစ်ယောက်ရဲ့တာဝန်ကိုသူ့အနေနဲ့ကောင်းကောင်းကြီးခြေပုံခဲ့တာကိုတွေ့ရတယ်ဆာလီဘာနဲ့ဟင်ကာပီတို့အတွဲကကောင်းတယ်ဒါပေမဲ့ဂါဘရီယယ်လောက်ဟင်ကာပီကမငြိမ်သေးဘူးဆိုတာကလည်းဒါသူ့ရဲ့ပထမဆုံး Premier League debut ပွဲဖြစ်တယ်ဒီလိုပွဲမျိုးမှာ North London Derby မှာတော့ဒီလောက်ကောင်းမွန်တဲ့ဆွဲဆောင်ရည်မျိုးကိုဟင်ကာပီအနေနဲ့ပြသခဲ့တယ်တစ်ဖက်အသင်းရဲ့ cross တွေကိုသူ့အနေနဲ့ clear လုပ်နိုင်တာတွေကိုကျွန်တော်တွေးခဲ့ရတယ်ပြီးသွားလို့ရှိရင် Mikel Merino ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူဒီတိုက်စစ်နေရာမှာကစားပေမဲ့တိုက်စစ်ရဲ့အလုပ်တွေကိုကောင်းကောင်းသူလှုပ်ဖို့ထက်စားလို့ရှိရင်သူအနောက်ကိုပြန်ဆင်းနေ force 9ပုံစံမျိုးသူ link up ပြန်တွဲတဲ့ပုံစံမျိုးတွေနဲ့ကစားသွားတော့တွေ့ရပြီးတော့သူ့ရဲ့ link up တွေကတော်တော်လေးတိုးတက်လာသလိုသူ့ရဲ့ link up ကနေမှတဆင့်လဲ Arsenal အသင်းရဲ့ဒီ pre assist ပုံစံမျိုးနဲ့သူဒီ link up တစ်ခုလောက်သွားနိုင်တော့ကျွန်တော်တွေ့ရတယ်ဒုတိယဘိုင်းမှာ Arsenal အသင်းအနေနဲ့ဒုတိယဘိုင်းပြန်စတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်း Arsenal အသင်းကပွဲစပြီးတော့စက္ကန့်ပိုင်းလောက်မှာလည်း Arsenal အသင်းသွင်းကိုရခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာလည်း Arsenal အသင်းကဂိုးပြန်ပေးလိုက်ရတယ်အဲ့ဒီပေးလိုက်ရတဲ့ဂိုးမှာဆိုလို့ရှိရင်လည်းကျွန်တော် Arsenal အသင်းကိုနည်းနည်းလေးဟိုပါပေါ့နော်ဟိုစိတ်ဆိုးတယ်လို့ပြောရမလားပေါ့တစ်ဖက်အသင်းကအရန်ကောင်းလို့ဂိုးပေးလိုက်ရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အသင်းရဲ့အမှားကနေမှတဆင့်ဂိုးပေးလိုက်ရတာတွေဟာပို့ပြီးတော့ဒေါသထွက်ဖို့ကောင်းတယ် Arsenal အသင်းအနေနဲ့ဒီပွဲစဉ်မှာအပြည့်အဝကို clean sheet ရဖို့ထိုက်တန်တယ်ဒါပေမဲ့ကိုယ့်ရဲ့မလုတ်အပ်တဲ့မလုတ်သိတဲ့အမှားလေးတစ်ခုကနေမှတဆင့်ပေါ့နော် Zubimendi ရဲ့အမှားတစ်ခုကနေမှတဆင့်ဒါဒီ Premier League ဖြစ်တယ်ဒါဒီ Spain La Liga မဟုတ်ဘူး4စက္ကန့်5စက္ကန့်ထပ်ပို့ပြီးတော့ကိုချီတော်ထဲမှာဘောလုံးထားရင်အရန်အနေရရှိတယ်ဆိုတာ Zubimendi အနေနဲ့သိသိနေအဲ့ဒီကနေမှတဆင့် Arsenal အသင်းဒီပါလင်ညာသူ့ရဲ့ဒီဖြတ်ထုံးမှုကနေမှတဆင့် Richarlison ဘောလုံးရသွားတယ်သူလှမ်းကန်လိုက်တယ်ဂိုးသမားအရှိထွက်နေတာနဲ့အန်ကိုက်ဖြစ်ပြီးတော့ဂိုးသမားလည်းနောက်ပြန်ဆင်းနေတယ်ဒါပေမဲ့ဘလို့မှမရဘဲနဲ့ဂိုးပေးလိုက်ရတယ်အဲ့ဒီနောက်ပိုင်း9မိနစ်9မိနစ်ဝန်းကျင်လောက်ကို Tottenham Hotspur အသင်းရပေါ့နော်ဒီဘယ်လိုပြောရမလဲအဲ့ဒါကိုကောက်ရိုးမီလို့ပေါ့ဟုံးနဲ့တစ်ချက်ထတောက်သွားတယ်ပြီးတော့ Arsenal အသင်းရဲ့ကစားကွက်အောက်ကိုပြန်ရောက်သွားပြီးတော့ Arsenal အသင်း၄ဂိုးမြောက်ဂိုးသွင်းပြီးတဲ့အချိန်မှာတော့ပွဲဟာလုံးဝပြီးဆုံးသွားတယ် Tottenham Hotspur အသင်းဘာမှမလုပ်နိုင်ဘဲနဲ့ Arsenal အသင်းကိုအဝေးကွင်းမှာ 4-1 ဆိုတဲ့ဂိုးပြရလက်နဲ့အရှုံးပေးလိုက်ရတယ်ဒီဟာဒီ Tottenham Hotspur အသင်းကအဝေးကွင်းရလက်တွေတော်တော်ကောင်းမွန်တယ်အဲ့ဒီဒီသူကစားခဲ့တဲ့ဒီဟာဒီအဝေးကွင်းတွေမှာသူ3ဂိုးပဲပေးထားတယ်ဒါပေမဲ့ဒီကနေ့ပွဲစဉ်မှာတော့တပွဲတည်းနဲ့4ဂိုးပေးခဲ့ရတယ် Tottenham Hotspur အသင်းရဲ့ Arsenal အသင်းပေါ်မှာရှိနေတဲ့မှတ်တမ်းဆိုးကိုဘလို့မှမချေဖြတ်နိုင်ဘဲနဲ့ထပ်ပြီးတော့မှတ်တမ်းဆိုးထပ်တင်သွားခဲ့တာကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ် Tottenham Hotspur အသင်းဟာ Arsenal အသင်းနဲ့198ပွဲတွေ့ခဲ့ဘူးတယ်ဒီကနေ့ပွဲမပါပေါ့နော် Arsenal က84ပွဲနိုင်တယ် Tottenham Hotspur အသင်းက62ပွဲနိုင်ပြီးတော့52ပွဲတည်ကြခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်တိုက် Arsenal အသင်းက Tottenham Hotspur အသင်းကိုအနိုင်ရရှိခဲ့ပြီးတော့ Arsenal အသင်းကမြောက်လန်ဒန်ဒါဘီမှာတကယ်ကိုမင်းမှုနေတယ်ဆိုတာ Arsenal ဆိုတာကိုပြသခဲ့တယ်သူကသူဘာဖလားရကျွန်တော်စိတ်မဝင်စားဘူးတကယ်မြောက်လန်ဒန်ဒါဘီမှာဆရာကြီးကဘာလို့လဲအနီအောင် Arsenal အသင်းဖြစ်တယ်ဆိုတာကိုကြက်ကလေးငှက်ကလေးတွေတီးဖို့အတွက်လိုအပ်တယ်။ Okay ဒါဆိုလို့ရှိရင်ဒီကနေ့ပွဲစဉ်မှာ Arsenal အသင်းရသွားတဲ့ဂိုးလေးတွေကိုတစ်ချက်လောက်တွားကြည့်အောင်ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Arsenal အသင်းကပွဲကစားချိန်36မိနစ်မှာတင်ပါပေါ့နော်တင်ပါနေမှာတစ်စင် Merino ပေးတယ် Merino ပေးလိုက်တဲ့ဒီ Martin ပေးလိုက်တဲ့ဟာလေးကတော်တော်လေးအကွက်မြင်နေအဲ့ဒီအကွက်မြင်တဲ့ဟာကတော်တော်လေးလဲကောင်းတယ်Mikel Merino အဲ့အတွက်လည်းကျွန်တော် appreciate လုပ်တယ်အဲ့ဒီဟာအပြင် Leandro Trossard ရဲ့လူကျွန်ထောင်ချောက်ကိုဖောက်ထွက်ပြီးပြေးသွားတာကြီးကတော်တော်ကိုမှကြည့်ရတာအရသာရှိတယ်သူဘောလုံးရတယ်နည်းနည်းလေးသူဘောလုံးကြော်သွားတဲ့ပုံစံမျိုးလေးဖြစ်လို့သူတပတ်လှည့်ပြီးကန်လိုက်တယ်ဂိုးသမားဘလို့မှမတက်နိုင်မင်းနဲ့ဂိုးပေးလိုက်ရတယ်အဲ့မတိုင်ခင်မှာ Arsenal အသင်းနေနဲ့ Bukayo Saka ရဲ့ free kick ကန်ချက်တစ်ချိန်ရသေးတယ်ဂိုးတဲ့ကိုတက်လာတာကို Vicarioထပ်ပြီးတော့ပုတ်ထုတ်ကာကွယ်ခဲ့လို့ Arsenal အသင်းအနေနဲ့ပွဲကစားချိန်36မိနစ်မှပဲအခုန Leandro Trossard ရဲ့ဂိုးရတယ်အဲ့နောက်ပိုင်းပွဲကစားချိန်40မိနစ်မှာအခုနကျွန်တော်ပြောတဲ့ Timber half space ထဲမှာပြေးသွားတယ်ဆိုတာTimber ရဲ့ half space ပြေးလမ်းကြောင်းတွေကို Saka ဘောလုံးထည့်ပေးလိုက်တယ်Timber စီကိုဘောလုံးရောက်တယ်Timber ဖြတ်ပို့ပေးလိုက်တဲ့ဟာကိုတစ်ဖက်အသင်းကရှင်းတယ်ပြန်ထွက်လာတယ် Declan Rice
ပုံစံအတိုင်းပဲအဲ့ဒီဘောလုံးကိုသူတစ်ချက်ထိပြီးတော့အဇီးကိုပေးလိုက်တယ်အဇီးလက်ခံတယ် area ထဲမှာသူအဲ့ဒီဘောလုံးလက်ခံပြီးတဲ့အခါမှာသူနည်းနည်းလေးအရှိကိုထပ်တိုးလိုက်တယ်တိုးပြီးတော့လူတွေရှုပ်ရှက်ခတ်နေတဲ့ဂျားနေပြီးတော့မှသူကန်သွင်းလိုက်တယ်ဒါဒီသူ့ရဲ့ trademark ပဲအဲ့ဒီကနေမှတဆင့်အာဆင်နယ်အသင်းအနေနဲ့ဒုတိယမြောက်ဦးဆောင်ကိုရတယ်တတိယမြောက်ဦးဆောင်ကိုကတော့ပွဲဒုတိယပိုင်းပြန်စပြီးတော့စက္ကန့်20သို့မဟုတ်စက္ကန့်30စက္ကန့်20နဲ့40ကြားလောက်ပဲကြာမယ်ဗျာအဲ့ဒီမှာအာဆင်နယ်အသင်းအနေနဲ့တတိယမြောက်ဦးဆောင်ကိုရတယ်အဲ့ဒီတတိယမြောက်ဦးဆောင်ကိုကညာချမ်းမှာအဲ့ချိန်မှာဘူကာယိုဆာကာရဲ့ဂျူရန်တင်မာတို့ရဲ့ကိုတစ်ဖက်စပါတင်ကစားသမားတွေပိတ်ထားတယ်အဲ့ဒီကနေမှတဆင်ဘူကာယိုဆာကာနေမှတင်ပါကိုပေးတယ်တင်ပါကနေမှတဆင်သူ area တွေကိုဖျက်ပို့တယ်အဲ့တော့တစ်ဖက်အသင်းကရှင်းထုတ်လိုက်တယ်ပြန်ထွက်လာတဲ့ဟာကိုသူကနေမှတဆင်အဇီးကိုပေးလိုက်တယ်အဇီးကအဲ့ချိန်ဘယ်မှာရှိလဲသူဒီ area 18ကထိတ်ဒီဘောနော်ဒီစီးထိတ်နာလေးမှာပဲရှိတယ်အဲ့ဒီကနေမှတဆင်အထဲကိုဆွဲဝင်တယ်ဂိုးသမားရဲ့ညာဘက်အောက်ဒေါင်းတွေကိုကန်သွင်းတယ်လုံးဝသူ့ရဲ့ trademark အတိုင်းပဲကျွန်တော်ပြောပြတဲ့စကားတစ်ခုကျွန်တော်ပြီးမှပြပြမယ်အဲ့ဒီမှာအာဆင်နယ်အသင်းတတိယမြောက်ဂိုးရတယ်အဲ့နောက်ပိုင်းမှာအာဆင်နယ်အသင်းအနေနဲ့ကစားရင်းနဲ့ဦးနာဇူဘီမန်ဒီရဲ့မလုံးအပ်တဲ့အမှားအနေမှာတဆင်ဂိုးပြန်ပေးလိုက်ရတယ်အဲ့ဒီဟာမှာဇူဘီမန်ဒီရောဒေးဗစ်ရိုင်ယာနှစ်ယောက်စလုံးလိုအပ်ချက်လေးတွေရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းပွဲကစားချိန်85မိနစ်မှာအခုနကျွန်တော်ပြောခဲ့တဲ့မီကယ်မရီနိုရဲ့ link up play တိုးတက်လာမှုကမီကယ်မရီနိုအနောက်ထိဆင်းနေသူဘောလုံးကိုရတယ်သူဒီဘယ်တော့မှတိုက်စစ်မှာပြေးသွားတဲ့ Leandro Trossard ကိုပေးလိုက်တယ် Trossard အနေနဲ့ခန္ဓာကိုယ်အဲ့ဒီမှာသူရှိုင်းနေပြီ body ရှိုင်းနေတဲ့ဟာတော့မှသူမရရအောင်သူ body ကို control ပြန်လုပ်တယ်ဘောလုံးရအောင်သူဆွဲပြေးသွားတယ်ပြေးသွားပြီးတော့area တွေကိုဖျက်ပို့တယ်အဇီးကဘောလုံးလက်ခံတယ်စပါကစားသမားတယောက်တော့မှအဇီးကအိတ်ခိုင်းလိုက်သေးတယ်အိတ်ခိုင်းပြီးတော့မှအဇီးထက်ကန်တယ်ဂိုးဝင်သွားတယ်သူ့အနေနဲ့မြောက်လန်ဒန်ဒါဘီလိုမျိုးပြင်းထန်တဲ့ဒါဘီပွဲစဉ်မှာ hat trick ရခဲ့တယ်လို့မျိုးတစ်ဖက်အသင်းရဲ့နီးပြ who is အဇီးလို့မေးတယ်ဒီချိန်မှာတော့အဇီးဘယ်သူလဲဆိုတော့ Thomas Frank တီးသွားပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ကျွန်တော်ပြောမှုတယ်လွန်ခဲ့တဲ့ဒီဗီဒီယို2ခု3ခုလောက်မှာရှိလိမ့်မယ်Crystal Palace အသင်းမှာအဇီးကန်တဲ့ကန်ချက်တွေဟာဒီလိုမျိုး18ခိုက်စီးထိတ်နာလေးမှာပဲကန်တာအာဆင်နယ်အသင်းနဲ့သူအသားကျလာရင်သူဒီလိုမျိုးကန်လိမ့်မယ်ဒီလိုမျိုးကန်နေမှာတဆင်အာဆင်နယ်အသင်းအနေနဲ့ advantage များစွာရလိမ့်မယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်အဲ့ဒီအတိုင်းပဲဒီကနေ့ပွဲစဉ်မှာတော့အဲ့ဒီ18ခိုက်စီးထိတ်နာကနေပြီးမှသူ3ကိုဒီလိုပြသားတဲ့ရလဒ်မျိုးရရှိခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့ပွဲစဉ်အပြီးမှာတော့အာဆင်နယ်အသင်းကစောင်းဝင်တာတွေဒဲဝင်တာတွေဘာမှအဲ့ဒါတွေဟာအာဆင်နယ်အသင်းနဲ့ဘာမှမသက်ဆိုင်ကြောင်းအာဆင်နယ်အသင်းပြသခဲ့တယ်အခုဆိုလို့ရှိရင်မန်ချက်စတာစီးတီးအသင်းကို9မှတ်ဖြတ်ပြီးတော့အာဆင်နယ်အသင်းကဦးဆောင်ထားတယ်အခုလာမယ့်ဂျားရမှာကျွန်တော်တို့ကချန်ပီယံစ်လိဂ်ပွဲစဉ်အဖြစ်ကျွန်တော်တို့ဟာဒီဘိုင်ယန်မြူနစ်အသင်းနဲ့ကစားရမယ်အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ကဘိုင်ယန်မြူနစ်အသင်းကိုမရှုံးရင်တော်ပြီးနိုင်သွားရင်တော့အကောင်းဆုံးပဲကန်ပြီးတော့လာမယ့်တစ်ပတ်Chelsea နဲ့ပွဲစဉ်ကိုတော့ Arsenal အသင်းနိုင်လိုက်ပြီဆိုရင်ဒီရာသီ Premier League ဖလားကိုကျွန်တော်တို့90% လောက်နီးစပ်သွားပြီလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေဟာနောက်တစ်ပတ်မှဖြစ်မဲ့ကိစ္စကျွန်တော်တို့နောက်တစ်ပတ်ထားအခုဒီကနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့ဟာဒီကနေ့ပွဲစဉ်နဲ့ပတ်သက်တဲ့ပျော်ရွှင်မှုတွေအတွက်ကျွန်တော်တို့ပျော်ရွှင်ရမယ်ကျွန်တော်တို့ Arsenal အသင်းနဲ့ပတ်သက်သူတွေအားလုံးအတွက်အပြေအဝထိုက်တယ်နဲ့ကျွန်တော်အားလုံးပျော်ရွှင်မှာ negative စကားတွေ comment တွေအားလုံးကိုကျွန်တော်တို့ fuck off လုပ်လိုက်ပါလို့ပြောရင်းနဲ့ကျွန်တော်အစီအစဉ်ဆက်နေမှုဒီနေရာမှာပဲရထားလိုက်ပါတယ်ကြည့်ရှုနေတဲ့ Arsenal fan ကြီးကိုမောင်နှမတွေရောဘာတွေမိသေးတာရှိသေးလဲအောက်က comment မှာကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးပြီးတော့ဖိတ်ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်အစီအစဉ်ဆက်နေမှုဒီနေရာမှာပဲရထားလိုက်ရပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ Arsenal fans ကြီးကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်